ကိုတိုင်းနေပြန်တိုင်း3လရှိပြီလေကိုတိုင်းနေလည်းမတိုင်းကြဘူးထမိန်နေဆိုလည်းမပြဲပြီလားမသိဘူးလှိတ်ထားရရတယ်လေထမိန်ပတ်တန်နေလေထမိန်ပေါ်မှာပဲဆိုရအရန်တော်သွားပြီရန်ကောင်းနေပြီအရန်ဒီနေရာလေးတွေကလေခြောင်နာပါညာကဘာလို့လဲဆိုတော့အဲ့ညပခုံးနဲ့တွင် तू ကဒီဘက်ကိုသွားတယ်ဟုတ်တယ်မလားအခုကဒီဘက်ကိုဒီလိုအနောက်ကျောကိုစုချီလိုက်တော့ခြောင်တယ်လို့ဖြစ်တယ်အဲ့ဒါဆိုတော့အမတို့ဘာလုပ်ရမလဲဆိုတော့လက်ဘင်းလေးကိုနည်းနည်းစားပေးလို့ရတယ်နော်လက်ဘင်းလေးကိုနည်းနည်းစားပေးလိုက်ရင်သူ့လဲစင်သွားမယ်သူ့လဲစင်သွားမယ်ဒါရုပ်ပဲအများကြီးစားနေလို့မရနော်ဒါကြောင့်နည်းနည်းလေးထောက်ပြီးတော့ဟနေသေးတယ်နော်ရမ်းကောင်းနေပြီမှဒီမှာနည်းနည်းလေးထော်သွားတယ်ဟုတ်တယ်နော်နည်းနည်းပဲဒါကျန်တာအဆင်ပြေတယ်အနောက်ကအဖူးတွေပွင့်နေဟာတင်ပေးအောင်ငါ့ကိုဖူးဆန်နေအဖူးဆန်နေโอเคလှနေပြီသွားနောက်တစ်ယောက်နီအောင်လှနေအောင်ဘယ်ဝါစကတော့နေအောက်မှာအောင်ချော့ရိုးတွေဒီမှာနော်အရန်ကောင်းတယ်နော်အဲ့လိုအရန်လှတယ်အဲ့လိုမျိုးစင်ပြေတယ်ဒီနေရာလေးတွေပဲတွေ့လားဘာလို့အောင်မလဲဆိုတော့ဒါကကြတော့ဒီလိုမျိုးလေးပဲချုပ်လိုက်ရင်တော့အဆင်ပြေပြီတွေ့လားကက်ကက်လေးဖြစ်သွားပြီနော်ကျိုးကိုကြတော့လှဲ့ကျိုးကိုကြတော့ဒီမှာမချီချင်ဘူးသူဟမှာဆိုလို့ရှိရင်ဖြုတ်ပြီးတော့ဒီနားမှာလေဒီဘက်ကိုဒီလိုတွေ့လဲရတယ်တက်တက်တွေ့လဲရဒါမှမဟုတ်ဝက်ဒီဘက်ရှက်ပြီးတွေ့လဲရနော်အဲ့လိုလုပ်လို့ရโอเคအင်ကြီးကဆက်ဆန့်ဝင်ရမှာဒီမှာအပေါ်ခောက်ခောက်တင်သွားတော့လေတွန့်တယ်လို့ပြောတာလေးဆိုဒီမှာစန့်နေတွေ့လားဒါလေးနည်းနည်းနော်တထည်လဲဆိုလက်သားမသေးဘူး3တယ်လောက်ပေးချောင်းမှာတပုံတပုံနဲ့တထည်လဲချုပ်လို့ရှိရင်မလှနေဘူးလေနော်အကြောင်းမသိသေး3ထည်လောက်ဆိုလက်ရအကြောင်းသိသွားပြီတူပဲဒါလေးတွေပဲเนาะနည်းနည်းလေးဘာလို့စားပေးရမဒါစားထားသေးတယ်เนาะဘယ်လောက်စားတာလဲဝမ်းမဲမလားနောက်ဒါဆို 1.5 စားတာကိုမှတ်လိုက်เนาะ1.5 စားလိုက်ဒီ11နားလေးကို 0.5 လောက်စားလိုက်အဲ့လိုလေးလောက်လိုက်အဲ့ဒါဆိုကက်ကက်လေးဒီနေရာလေးလဲကက်ကက်လေးဖြစ်သွားပြီအမတို့11ကိုဒီမှာဖြည့်သေးတယ်မလားအလဲဖြည့်သေးတယ်မလားလဲဖြည့်ထားလို့ခောက်ယူဖြစ်နေရလေအော်ဟုတ်ပြီကျန်တာအဆင်ပြေပြီเนาะအောင်ချုပ်ကြောင်ရင်လည်းလှရနေပြီနေရာလေးနည်းနည်းလေးပဲโอเคနောက်တစ်ယောက်အဖူးလေးတွေနဲ့တန်းစီပြသူကပါတိတ်လားဘာလဲသမီးဘာသားလဲမသိအေးကောင်းလားသူကတော့မထောက်ဘူးเนาะအဆင်ပြေတယ်ချုပ်ယူတွေကောင်းလာပြီเนาะရန်တော် so good